ကျွန်တော်ဒီနေ့အားကစားဖက်နဲ့လောကမှာ Nike တို့ Adidas တို့တဲ့တက်တန်းပိုရင်းတဲ့ brand တစ်ခုကြောင်းကျွန်တော်ပြောပြပါမယ်။အဲ့ brand ကတော့အခုလက်ရှိ running လောကမှာဆရာတဆူဖြင့်သတ်မှတ်ခံထားရတဲ့ Brooks ပဲဖြစ်ပါတယ်ခင်ဗျာ။ Brooks ရဲ့တက်တန်းက1914ခုနှစ်တည်းကစခဲ့တာဆိုတော့အခုဆိုရင်နှစ်ပေါင်း130ကျော်တဲ့ကိုရောက်လာခဲ့ပြီပေါ့နော်။ဒါပေမဲ့ထူးဆန်းတာတစ်ခုကသူတို့ကဆက်စချင်းမှာအပြေးဖက်နှက်ကိုထုတ်ခဲ့တာမဟုတ်ဘူး။ဂျေကူးဖက်နှက်နဲ့ဘဲလေးဖက်နှက်ကိုပဲသူတို့ကအဓိကထားပြီးထုတ်ခဲ့ရပါတော့။ Brooks ကဂျားထဲမှာအားကစားဖက်နှက်တွေမျိုးစုံထုတ်ခဲ့ပေမဲ့ထင်သလောက်မအောင်မြင်ခဲ့ဘူး1980ခုနှစ်တည်းရောက်တော့မှ Brooks ကအပြေးလောကတဲ့ကိုခြေစုံပြစ်ဝင်လာခဲ့တာပေါ့နော်ဒီနေရာမှာကျွန်တော် fun fact တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုစီးနေတဲ့ဖက်နှက်တွေအကုန်လုံးမှာသုံးနေတဲ့ EVA mist ဆိုဒီပညာကတကယ်တမ်းက Brooks ကစခဲ့တာပေါ့နော်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ fun fact တစ်ခုက2001ခုနှစ်ကနေစပြီးတော့ Brooks ကထူးခြားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်။အဲ့ဒါကတော့တခြားအားကစားပစ္စည်းတွေအကုန်လုံးထုတ်တာကိုရပ်ဆိုင်းလိုက်ပြီးတော့ running shoe တစ်မျိုးတည်းကိုပဲသူတို့ထုတ်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချခဲ့တယ်။ဒီဆုံးဖြတ်ချက်ကပဲသူတို့ကို running shoe လောကမှာထိပ်တန်း brand ဖြစ်လာစေခဲ့တာပါ။အဲ့တော့ Brooks ဆိုတာတာမန်ဖက်နှက်တရံထက်နှစ်ပေါင်း100ကျော်အတွေ့အကြုံတွေပြီးတော့သူတို့ရဲ့နီးပညာတွေအားလုံးပေါင်းပြီးထုတ်ထားတဲ့အတွက် Brooks တရံကိုပိုင်ဆိုင်ထားတယ်ဆိုတာကrunner တွေအတွက်ဒါကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ပြောရင်လည်းမမှားပါဘူးเนาะဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အခုလက်ရှိ runner တွေကြားထဲမှာအရန်နာမည်ကြီးပြီးတော့လူကြိုက်အရန်များနေတဲ့ Brooks Ghost နဲ့ Brooks Glycerin ကတကယ်ကိုနာမည်ကြီးရဲ့ series တွေပဲဖြစ်တယ်ပေါ့เนาะဒီဖက်နှက်တွေရဲ့လှုပ်ဝက်ချက်တွေကတော့အဓိကတော့သူရဲ့ DNA Loft နည်းပညာဖြစ်တယ်သူကတာမန်ဖက်နှက်တွေလို့မဟုတ်ဘဲနဲ့စီးထားတဲ့သူရဲ့ကိုယ်လေးချိန်ခြေလှမ်းပုံစံဒါအောက်ကမြေပြင်နေထားပေါ်မူတည်ပြီးတော့သူကဒီကူရှင်းနှင်းကလိုက်ချိန်ညှိပေးရပေါ့နော်အခုလိုရန်ကောင်းတဲ့နည်းပညာတွေအကြောင်းပဲ Brooks ဖက်နှက်တွေက runner တွေကြားထဲမှာမကဘဲနဲ့ဒီဆရာဝန်တွေကပါဒူးနာတက်တဲ့လူတွေဖနှောင်းနာတက်တဲ့လူတွေကိုညှိုးလာတဲ့အထိအရန်ကောင်းတဲ့ဖက်နှက်တွေရန်ဖြစ်ဒီနေ့ဒီချိန်ထိရက်တည်နေကြပဲဖြစ်ပါတယ်ခင်ဗျာ